စီးပူစီးအောင်သမားတွေတည်ထားတဲ့တန်ကော်ညာပင်လေးပဲဖြစ်ပါတယ်ခင်ဗျာစီးပူစီးအောင်မှုကိုခံစားမှုတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်စီးပူစီးအောင်တဲ့သူတွေအမြန်ဆုံးအလွယ်ဆုံးသက်သာစေမယ်ဒီလမ်းလေးကိုဒီနေ့မျှဝေပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းခံစားမှုတဲ့အရာဖြစ်ပါတယ်သူကနေရာဒေသမရွေးအချိန်မရွေးစီးပူစီးအောင်ဖြစ်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်ထားရမယ့်အရာလေးပေါ့နော်မိတ်ဆွေတို့ဘယ်သွားဘယ်လာကိုအလုပ်လုပ်တဲ့နေရာမှာဆိုရင်ပေါ့နော်ဒီလိုမျိုးတီရှူပေါ့နော်တီရှူစာလေးတစ်ခုဆောင်ထားလို့ရပါတယ်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့စီးအောင်လာတဲ့အခါမှာအများဆုံးသက်သာအောင်လုပ်လို့ရပါပြီမိတ်ဆွေတို့အလုပ်ထဲကိုသွားတာပဲဖြစ်ဖြစ်နော်ခရီးသွားတာပဲဖြစ်ဖြစ်ရေဘူးတော့ဆောင်ကြမှာပေါ့နော်မိတ်ဆွေတို့စီးအောင်လာတဲ့အခါမှာဆိုလို့ရှိရင်ဒီလိုမျိုးတီရှူစာလေးကိုပေါ့နော်ရေဆွတ်ပြီးလို့ရှိရင်ကျွန်တော်တို့စီးကုံမှာပေါ့နော်ကိုယ့်ရဲ့စီးကုံမှာတင်ပေးထားကတ်ပေးထားလိုက်မယ်ဆိုလို့ရှိရင်စီးအောင်မှုကိုပေါ့နော်9မိနစ်အတွင်းသက်သာစေမှာပဲဖြစ်ပါတယ်နောက်ထပ်စီးအောင်မှုကိုသက်သာအောင်ပေါ့နော်ကိုယ်အိမ်မှာလုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်ဒါကကြတော့မနေ့ကပြောလို့ပဲနော်ကြက်သွန်ကိုရေစိမ်တောက်မယ်ဆိုရင်လည်းစီးရွှင်ပြီးတော့စီးအောင်မှုကိုသက်သာစေပါတယ်နောက်ထပ်တနည်းကကြတော့မိတ်ဆွေတို့အနေနဲ့သွားရင်လိုင်းပေါ့နော်ကိုလုပ်တဲ့နေရာမှာပေါ့နော်လမ်းဘေးမှာရှိတဲ့ပေါ့နော်တန်ကွန်ညာပင်ပေါ့နော်အခြားသူတွေကတော့တန်ကွန်ညာပင်ကိုဘယ်လိုခေါ်လဲတော့မသိဘူးပေါ့ကျွန်တော်တို့ဘက်မှာကြတော့တန်ကွန်ညာပင်လို့ခေါ်တယ်နော်ကျွန်တော်ပြပေးမယ်ကျွန်တော်တို့ဘက်မှာကြတော့တန်ကွန်ညာပင်လို့ခေါ်ပါတယ်ဒီပင်ကကြတော့သူတို့ရွက်ပေါ့နော်အညွန့်ကိုပြုတ်ပြီးတော့တို့စားလို့လည်းရတယ်ဟင်းညိုချက်တောက်လို့လည်းရတယ်ပြီးလို့ရှိရင်သူကနေပြီးတော့ဒီမှာဒါဆိုလို့ရှိရင်ဒါအပွင့်ပွင့်လာပြီပေါ့နော်ဒါဆိုရင်အပွင့်ပွင့်လာပြီဒီအပွင့်မှာဆိုနောက်ဆိုရင်အတီးတီးမယ်အတီးတီးလာလို့ရှိရင်အဲ့အတီးကိုလည်းခူးစားလို့ရပါတယ်ချင်ချိုရတာလေးရှိပါတယ်ခင်ဗျာစီးပူစီးအောင်တဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးတန်ကွန်ညာရွက်ကိုပြုတ်ပြီးတော့ငပိရတိုးစရာဖြစ်တိုးစားလို့လည်းရတယ်ပြီးလို့ရှိရင်တုတ်စားလို့လည်းရတယ်ဟင်းညိုချက်တောက်လို့လည်းရတယ်ပေါ့နော်သူ့ရဲ့ပြင်စ၅ပါးအကုန်လုံးကို၃ခွက်တစ်ခွက်တင်ကြိုပြီးတော့တောက်မယ်ဆိုလို့ရှိရင်လည်းစီးပူစူအောင်ခြင်းမှာတက်တာပါတယ်ခင်ဗျဒါကကြတော့လမ်းဘေးမှာပေါ့နော်ဒါပေါက်နေတဲ့အပင်လေးဖြစ်ပါတယ်အပင်မမြင်ဘူးတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ပင်လေးကိုထပ်ပြီးတော့ပြပေးပါမယ်ဒါကတော့သူ့ရဲ့ဒါအဖုပေါ့နော်ဒါအဖုပြီးလို့ရှိရင်ဒါအတီးတီးလို့ပေါ့နော်အတီးကပေါ့နော်အစိမ့်အောင်ဆိုလို့ရှိရင်တော့ခြင်သေးတယ်ပေါ့နော်အဝါရောင်လိမ္မော်ရောင်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါစားလို့ပေါ့နော်ချိုချင်းရတာလေးနဲ့ကောင်းပါတယ်တန်ကွန်ညာဘင်ကိုတွေ့လို့ရှိရင်စီးပူစီးအောင်သမားတွေအတွက်ဆောင်းပြီးတော့ဒါပြုတ်စားတာပဲဖြစ်ဖြစ်သုံးခွက်တစ်ခွက်တင်ကြိုတောက်တာဖြစ်လုပ်လို့ရပါတယ်သွားလျက်လာလျက်မှာစီးအောင်တတ်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီလိုမျိုးတီရှူးစာလေးကိုဆောင်းထားပါတီရှူးစာမပါဘူးဆိုလို့ရှိရင်လည်းအလုပ်သွားတဲ့အခါမျိုးမှာဆိုရင်ကိုခြေထောက်မှာဆွတ်ထားတဲ့ခြေစွပ်ပေါ့နော်ခြေစွပ်ကိုချုပ်ပြီးတော့ရေဆွတ်ပြီးတော့ဒါစီးကုံမှာတင်ထားပေးခြင်းအပြင်ခဏတွင်းချင်းစီးအောင်တာကိုတက်တာစေပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ကြသေးဘူးဆိုရင် follow လေးလုပ်ပေးသွားပါခင်ဗျစီးပူစီးအောင်တတ်တဲ့သူတွေအတွက်ပေါ့နော်သိစီကဘူတုတာလေးရအောင်အခြားသူတွေကိုလည်းမျှဝေပေးလိုက်ပါအောင်ခင်ဗျဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ